မင်္ဂလာပါရှင်ကျမတို့ရဲ့ Juju Safe Space ကနေကြိုဆိုပါရစေကျမတို့ကအခုဒီလဇွန်လမှာဆိုလို့ရှိရင်အရေးကြီးတဲ့ awareness ဒီ topic လေးတွေရှိတယ်ပေါ့နော် awareness လို့ပြောတဲ့အခါမှာဆိုလို့ရှိရင်ဇွန်လမှာကျမတို့လူတော်တော်များများသိထားတဲ့ဒီ Pride Month ပေါ့နော် LGBTQ community member တွေကိုဂုဏ်ပြုတဲ့ Pride Month ကိုလူတော်တော်များများသိထားတဲ့အပြင်ဒီဇွန်လဟာဆိုလို့ရှိရင်လေကျမတို့မြန်မာ community အတွက်အရေးကြီးတဲ့လတစ်ခုဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီအမျိုးသားတွေရဲ့ mental health အတွက်လည်းစိတ်ကျန်းမာရေးအတွက်လည်းအရေးကြီးတဲ့လတစ်ခုဖြစ်ပါတယ်ဒီအပြင်ဒီလဟာဒီ post traumatic stress disorder တွေကိုလည်း awareness လုပ်တယ်ဒီစိတ်ဒဏ်ရာတွေကိုလည်း awareness လုပ်တယ်ဒီလာတစ်ခုဖြစ်ပါတယ်အဲ့တော့ကျမတို့ပထမဦးဆုံးအနေနဲ့ပေါ့နော်ကျမတို့ရဲ့ဒီ Juju Safe Space ကနေပြီးတော့ဒီလိုမျိုး webinar လေးတွေလုပ်ပြီးတော့အသိပညာပေးတဲ့အစီအစဉ်လေးမှာကျမတို့ဒီလအတွက်ပထမဦးဆုံးဒီ live ကနေပြီးတော့ကျမတို့ဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ men and mental health ကိုခေါင်းစဉ်နဲ့ကျမတို့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီနေ့ကျမကနေပြီးတော့ကျမ Juju Min သူကနေပြီးတော့ဦးဆောင်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျမကတော့ Hawaii အခြေစိုက်စိတ်ကျန်းမာရေးပညာရှင်တူဖြစ်ပါတယ်ကျမက Hawaii ပြည်နယ်မှာရှိတဲ့ Queen's Medical Center မှာလည်း social worker တယောက်အနေနဲ့လုပ်ကိုင်နေတယ်လို့ Hawaii University မှာလည်းကျမကတက္ကသိုလ်နည်းပြတယောက်ဖြစ်ပါတယ် Juju Safe Space ကိုကျမတို့ကဒီလူမျိုးစိတ်ကျန်းမာရေးမြန်မာပြည်အတွက်အဓိကရည်ရွယ်ပြီးတော့စိတ်ကျန်းမာရေးလုပ်ငန်းတွေကိုကူညီပြီးတော့ကျမတို့ပံ့ပိုးပေးနေတဲ့ service တစ်ခုလည်းဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျမနဲ့အတူအထူးဧည့်သည်တော်ဒီဦးကိုဖိတ်ခေါ်ထားပါတယ်ကျမနဲ့အတူတည်ရှိနေတယ်ကျမနဲ့ဆွေးနွေးသွားမယ်ဆရာကတော့ဆရာကိုဟန်ဖြစ်ပါတယ်ကိုဟန်ရေမိတ်ဆက်ပေးပါအောင်နော်မင်္ဂလာပါရှင်ဟုတ်ကဲ့မဂျူမင်္ဂလာပါဗျဟုတ်ကျွန်တော်ကတော့ဒီအမိုးကျော်ပေါ့နော်မဂျူတို့နဲ့ဒီတခြားဒီ mental health နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကျွန်တော်လည်းလုပ်နေပါတယ်နောက်ပြီးဒီကျွန်တော်တို့ hotline တွေမှာလည်းဒီ volunteer အနေနဲ့ကျွန်တော်ဆောင်ရွက်နေရရှိပါတယ်နော်အခုလက်ရှိလည်းကျွန်တော်လုပ်ဆောင်နေပါတယ်ဗျဟုတ်ကဲ့ပါကိုဟန်ဆိုလို့ရှိရင်လည်းဒီစိတ်ကျန်းမာရေးနယ်ပယ်ထဲမှာဝင်ရောက်ပြီးတော့ထိထိရောက်ကူညီနေတဲ့ကူညီဆောင်မှုတွေအများကြီးလည်းရှိတယ်ပေါ့နော်အထူးသဖြင့်အမျိုးသားတယောက်အနေနဲ့ဒီစိတ်ကျန်းမာရေးနယ်ပယ်ထဲမှာအမျိုးသမီးတွေဝင်လာတာတော့များတာကိုတွေ့ရတယ်အမျိုးသားတွေကတော့တဖြည်းဖြည်းနဲ့တော့စိတ်ဝင်စားမှုရှိလာတယ်ဝင်ရောက်လာတာလည်းရှိတယ်ကူညီပံ့ပိုးမှုတွေလည်းရှိလာတယ်ဒီကျမတို့ပြောမယ်ဆိုလို့ရှိရင်တော့ဒီစိတ်ပညာမှာဆိုလဲဟလာ nurse မတွေများပြီးတော့ရိုးအမျိုးသား nurse တွေကနည်းနေသေးတယ်လို့ပဲစိတ်ကျန်းမာရေးမှာလည်းဒီလိုပဲအမျိုးသမီးပညာရှင်တွေကများနေပြီးတော့အမျိုးသားတွေကိုလည်းကျမတို့ကဒါကိုအရေးကြီးတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အတူတူအလက်တွဲအလုပ်လုပ်ဖို့လည်းအရင်နဲ့အရေးကြီးတဲ့အချိန်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီနေ့ဆွေးနွေးမဲ့ခေါင်းစဉ်အတိုင်းပေါ့နော်ပထမဦးဆုံးအနေနဲ့ကျမတို့မြန်မာအတိုင်းဝိုင်းထဲမှာဖြစ်ပျက်နေတဲ့အခြေအနေလေးတွေအထူးသဖြင့်အမျိုးသားတွေရဲ့စိတ်ကျန်းမာရေးအခြေအနေတွေဟာဘယ်အခြေအနေမှာရှိနေတယ်လို့ကိုဟန်မြင်မိလဲရှင်ဒီအချိန်ကတော့ရှင်အမှန်တိုင်းပြောရရင်တော့မကျူတာခက်ခဲတဲ့အချိန်ပေါ့နော်မြန်မာပြည်အနေထားဒါအခုလက်ရှိအနေထားမှာဆိုဒါခက်ခဲပေါ့ကျွန်တော်တို့အခုတော့ဖြစ်နေတာဆိုရင်ငွေကြေးတန်ဖိုးတွေကျနေတယ်လစာတွေကတက်မလာဘူးဆိုတော့အိမ်တိမ်မှာယောက်ျားလေးတယောက်ကincome ကိုရင်ရှာရတဲ့လူတွေပဲလေနော်အိမ်တိမ်ဒီမှာတွေက stress ကစနေဒါအခုလက်ရှိဖြစ်နေတာပေါ့နော်ဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာတွေကတော့အစိုးရတွေကဖြစ်နေတာကိုဗစ်မှာလည်းကျွန်တော်တို့ဖြစ်ခဲ့တယ်စိတ်တန်ရာတွေဖြစ်ခဲ့တယ်နောက်ပြီးတော့နိုင်ငံရေးအလှည့်အပြောင်းတွေဖြစ်ခဲ့တယ်ဒီချိန်မှာလည်းကျွန်တော်တို့မပျော်ရွှင်မဲနဲ့လည်းဒီတိုင်းဖြတ်တန်းနေရတဲ့အချိန်မှာယောက်ျားလေးတစ်ပါးဝါရကျွန်တော်တို့မဖွင့်ပြောမိဘူးပေါ့နော်ရင်ထဲမှာကိုယ့်ကိုတယောက်တည်း keep လုပ်တာကိုယ့်ကြောင့်ကိုမိသားစုအတွက်ဆိုတော့တယောက်တည်းထိန်းသိမ်းအဲ့လိုစိတ်တန်ရာတွေရတယ်အများကြီးဖြစ်နေတာပေါ့နော်ဒါကြအခုနောက်ပိုင်းဆိုပိုဆိုးလာတယ်လုံးလမ်းမဲ့ပြဿနာတွေကျွန်တော်ယောက်ျားလေးမှာဆိုဒီပြဿနာတွေရင်ဖွင့်ဖို့အတွက်ခက်ခဲတယ်ပေါ့နော်ကျွန်တော်ကာချာကလည်းငယ်လေးကကျွန်တော်တို့မိဘတွေကအစအကြောင်းကအစကျွန်တော်တို့ရိုက်ထည့်တာနည်းနည်းလေးနာနဲ့ယောက်ျားလေးဖြစ်တဲ့ငုံမီနဲ့ဆိုတဲ့အဲ့လိုကိစ္စတွေကလည်းကျွန်တော်တို့ခက်ခဲတော့မှကျွန်တော်တို့လည်းယောက်ျားလေးတွေလူတွေကျွန်တော်ခံစားပိုင်ခွင့်ရှိရမယ်ပေါ့နော်ခံစားရမယ်ပေါ့ဒါပေမဲ့အဲ့လိုခံစားခွင့်မပေးကာချာရကျွန်တော်တို့ခံစားခွင့်မပေးဘူးဆိုတော့ကျွန်တော်စိတ်ထွက်ပေါက်တွေမရှိဘူးစိတ်ထွက်ပေါက်တွေမရှိတော့ကိုတဖြည်းဖြည်းကျွန်တော်ဆိုလဲတစ်ခါလေးဖြစ်တယ်ပေါ့နော်စိတ်တွေဒေါသထွက်တယ်ဒေါသထွက်တာဘာကြောင့်ထွက်လဲဆိုတာကိုမဖွင့်ပြောမိအဲ့လိုမျိုးအခြေအနေလည်းခက်ခဲတယ်ခုနောက်ပိုင်းဆိုရင်ယောက်ျားလေးဆိုincome ရှိတဲ့အတွက်ကိုစိတ်ဓာတ်တွေကျလာတဲ့ဒီမိသားစုကိုထိန်းသိမ်းဖို့အတွက်ဆိုကျွန်တော်ဒီမှာ stress တွေတအားများလာတယ်ပေါ့နော်အဲ့လိုမျိုးအတွက်လည်းခဲလုပ်ပြီးတင်တယ်နောက်ပြီးရင်အခုဒီလိုမျိုးပေါ့ကျွန်တော်တို့အတွက်ကိုတကယ် safe space တွေတကယ်အမျိုးသားတွေအတွက်လည်းတကယ်လိုအပ်တယ်ပေါ့စိတ်ချမ်းသာရေးအတွက်လည်းတကယ်လိုအပ်ပါတယ်ဗျဟုတ်တယ်နော်ဘာဖြစ်လို့လဲဆိုတော့
ရင်ကျမတို့မြန်မာရည်ကြီးမှုကဒါအမျိုးသားတွေကိုမခံစားရအောင်မငိုရအောင်ဆိုပေမဲ့လို့လူသဘာဝအယောက်ကတော့လူပဲခံစားရမှာပဲလေကိုယ့်နဲ့ကိုမျိုးသိပ်ထားတာလည်းရှိချင်ရှိမယ်ဒါပေမဲ့လို့တကယ်တမ်းခံစားရတာတော့ရှိမှာပဲเนาะအထူးသဖြင့်အကိုပြောသလိုပေါ့အခုစီးပွားရေးတွေကကိုဗစ်တောက်လျှောက်ကလေးကကြာလာတာကိုဗစ်ကာလတုန်းကလည်းတော်တော်လေးကိုတွေ့မြင်လာရတယ်အမျိုးသားတွေအထူးသဖြင့်ပေါ့လေနော်အမျိုးသားတွေရဲ့သဘာဝအလျောက်က provide and protect လေနော်ကိုယ့်ရဲ့မိသားစုအတွက်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့စာဝတ်နေရေးကူညီထောက်ပံ့ပေးတာပံ့ပိုးပေးတာ provide လုပ်ပေးတာကိုသားသမီးတွေအတွက်လိုအပ်တဲ့ပညာရေးတွေကိုကလက်ဆင့်ကမ်းပြီးတော့ပေးတာ provide လုပ်ပေးတာပေါ့နော်နောက်တစ်ခါ protect ဆိုတဲ့အတိုင်းပဲကိုရဲ့မိသားစုကိုဘေးနာလူတွေကိုကိုကနေပြီးအရှက်နဲ့ဦးစီးဦးဆောင်ကာဝယ်ပေးတယ်ဆိုတဲ့ natural instincts ကရှိထားပြီးသားလေနော်အဲ့လိုမျိုးအခုပြောသလိုပေါ့ငွေတွေဒီငွေကြေးတွေရဲ့တန်ဖိုးတွေကလည်းကျဆင်းနေတယ်အလုပ်ကလည်းအဆင်မပြေဘူးအထူးသဖြင့်တခြားနိုင်ငံမှာနေရတဲ့မြန်မာအမျိုးသားတွေဆိုလို့ရှိရင်ကိုနဲ့အထူးသဖြင့်ပိုဆိုးတာကယဉ်ကျေးမှုမတူညီတဲ့အနောက်တိုင်းနိုင်ငံတွေမှာနေရတဲ့လူတွေဆိုပိုဆိုးတယ်ဆိုတာကိုလည်းကျမတို့ဒီမှာ counseling ဝင်နေတဲ့အမျိုးသားတွေကပြန်ပြောပြတယ်ပေါ့နော်အဲ့ဒီမှာကျမဆော့ပြောသားတွေမှာဆိုလို့ရှိရင်အမျိုးသားတွေ counseling ဝင်ဖို့အတွက်တော်တော်လေးရတော့မဟုတ်တော့ဘောနော်နဲတော့နေသေးတယ် counseling ဝင်နေတဲ့အမျိုးသားတွေနဲတော့နေနေသေးတယ်ပို့ပြီးတော့များလာအောင်သူတို့အတွက် safe space တွေလုံခြုံစိတ်ချရတဲ့နေရာတွေဖြစ်အောင်ကျမတို့စူးစမ်းရမှာပေါ့နော်အဲ့ဆိုကျမတို့ကြီးပြင်းလာတဲ့မြန်မာယဉ်ကျေးမှုမှာဆိုလို့ရှိရင်ကျမတို့ကိုယ်တိုင်ပဲကျမအဖေကကြတော့နုတယ်သူကခန်းစားချက်ကိုသူကဖော်ပြတတ်တယ်ကလေးတွေချစ်ကြောင်းသူရဲ့ခန်းစားချက်ကဘလို့ဖြစ်ကြောင်းအဲ့လိုမျိုးပြောအမေကကြတော့နည်းနည်းမာတယ်မာတော့ကျမတို့အဖေကိုဆိုလည်းငယ်တုန်းကစခဲ့တာပေါ့နော်အဖေကပန်းရောင်လေးပါအဖေကလည်းနုနေပြန်ပြီနှွဲ့နေပြန်ပြီပေါ့နော်အဖေချစ်တာကိုအချစ်မခံတတ်တာပေါ့နော်ကိုယ်တွေကလည်းဆိုတော့မြန်မာရင်ကျမယောက်ျားလေးတွေဆိုလို့ရှိရင်အဲ့လိုမျိုးကြီးနှွဲ့တာဆိုမကြိုက်ချင်ဘူးပေါ့နော်နှွဲ့တာအမှန်တော့နှွဲ့တာမဟုတ်ဘူးလေသူချစ်ကြောင်းပြတာပေါ့ဟုတ်ကဲ့အခုဆိုရင်ရောအခုသားသမီးတွေကိုဘယ်လိုမျိုးချစ်ကြောင်းလေးတွေပြတတ်လဲအခုခန်းစားချက်ကလေးတွေကိုမျိုးသမီးနဲ့ဖြစ်စေကိုယ့်ရဲ့သားသမီးတွေနဲ့ဖြစ်စေအဲ့လိုမျိုးပေါ့နော်အိမ်ထဲမှာရော share ရတာလုံခြုံမှုရှိအောင်ဘယ်လိုမျိုးပတ်ဝန်းကျင်ကိုအကိုတို့အနေနဲ့create လုပ်ဖို့ပုံဖော်ဖို့အရေးကြီးလဲရှင်ရေးကြီးရဗျကျွန်တော်အတွက်ဆိုအမျိုးသမီးရောကလေးတွေရောအတွက်ရေးကြီးရပေါ့နော်အမျိုးသမီးနဲ့ဆိုလဲကျွန်တော်ဒီကြားထဲမှာဆိုအလုပ်မရှိခဲ့တဲ့အချိန်တွေလည်းရှိတယ်ပေါ့နော်အလုပ်လုပ်တဲ့လူတယောက်ကအလုပ်မရှိတော့တဲ့ခါကျရင်အဲ့ဒီအချိန်မှာကျွန်တော်တို့က depression တွေဝင်ပြီးငါပတ်စံမရှာနိုင်ဒါပေမဲ့အမျိုးသမီးကပြောတာရိုးစကားလေးကရိုးလေးပဲပြောတာဒါပေမဲ့ကိုယ့်ကိုတယောက်တည်းကြိတ်ခံစားပြီးတော့ဒါငါ့ကိုဘလို့ဖြစ်လို့ပြောတာဆိုတော့အဲ့လိုအတွေးတွေရတယ်အများကြီးပေါ့နော်နောက်ကလေးကလည်းတခါလေကျရင်ပြောတဲ့စကားလေးကရိုးလေးပဲဒါပေမဲ့ကိုကငါဒီချိန်မှာ income မရှိလို့ငါ့ကိုဒီလိုမျိုးကြီးပြောတာလားဆိုတော့တယောက်တည်းခုနကကျွန်တော်ပြောလို့စိတ်တယောက်တည်းကိုယ့်ကိုတယောက်တည်းကိုlabeling တွေလုပ်နေတာတယောက်တည်းစိတ်တွေကပ်ပြီးတော့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးကြရင်တော့ကျွန်တော်တို့ယောက်ျားတွေကခက်ခဲတယ်သူများကိုလည်းမပြောရဘူးပြောဖို့အတွက်လည်းနည်းနည်းခက်တယ်ပေါ့ရှင်းပြောရတော့ရှက်တယ်ပေါ့ဒီကငါဒီလိုမျိုးဖြစ်နေတယ်ဆိုတော့အမှတော့ရှက်တာပေါ့နော်အမှဒါရှက်စရာမဟုတ်ဘူးအခိုက်အတန့်ဆိုတဲ့အချိန်ရှိတယ်ပေါ့နော်နောက်ပိုင်းကျတော့ကျွန်တော်ကနည်းနည်းလေးအဆင်ပြေသွားတယ်တင်တယ် mental health သင်တန်းတွေလည်းတက်လိုက်ရတယ်အခြေခံ mental health သင်တန်းတွေတက်တယ်နောက်ပိုင်းကျတော့ဒီဘက်တွေကိုနည်းနည်းလိုလိုက်သင်တန်းတွေတောက်လျှောက်တက်ဖြစ်တော့တိလာတဲ့အခါကျမှကိုအိမ်ထဲမှာလည်း system တွေပြောင်းလိုက်တယ်ပေါ့နော် system တွေပြောင်းပြီးတော့အမျိုးသမီးနဲ့ဆိုရဲကျွန်တော်ပထမပတ်စံရှာတာယောက်ျားလေးလုပ်လို့ထင်တယ်ဒါပေမဲ့မဟုတ်ဘူးပေါ့နော်ဘယ်နေရာကူညီလို့ရမလဲကိုကူညီလိုက်တယ်ပေါ့ပတ်စံရှာနိုင်တာမှဒါအလုပ်တစ်ခုမဟုတ်ဘူးကလေးတွေဆိုလည်းဘယ်လိုခဲလုပ်နိုင်လဲအမျိုးသမီးလုပ်နေရတဲ့စာချက်တဲ့အလုပ်တွေကလေးចောင်းသွားဖို့လာဖို့ဆိုကိုနိုင်နေတဲ့နေရာကနေဘယ်လိုပြောတပတ်လှည့်လိုက်တာပေါ့နော်တနေရာထဲမှာပဲကျွန်တော်ကြည့်မနေတော့ကွိုင်ကိုနှစ်ဖက်ကြည့်တယ်လို့ပေါ့နော်ပန်းခေါင်းပန်းအဲ့လိုမျိုးကြည့်တယ်ပေါ့နော်စိုက်နှစ်ဖက်ကြည့်လိုက်ပြီးတော့ကျွန်တော်အဆင်ပြေလို့လှည့်လုပ်ပေးရဆိုတော့ကျွန်တော်စိတ်တွေလည်းအဆင်ပြေလာတယ်နောက်ပိုင်းဆိုအလုပ်လုပ်တာတွေလည်းအဆင်ပြေလာတယ်ပေါ့နော်နောက်တစ်ခုရှိတာကြတော့ခုနပြောတယ်ကျွန်တော်သင်တန်းနေမှာကြတော့အရေးကြီးရပေါ့နော်အဲ့ဒါကြတော့မကျူးကျွန်တော်နည်းနည်းလေးပြန်ပြီးပြောပြပေါ့နော်ဘာလို့ဆိုတော့သင်တန်းတက်တဲ့နေရာမှာတချို့မြန်မာပြည်မှာဆိုအခုဆိုစကုမကူချိန်တွေမှာအများကြီးပြဿနာရှိနိုင်တယ်ကောင်ဆယ်လင်းလုပ်နေတာတို့သင်တန်းဆိုအဲ့လိုမျိုးပုံစံမကျတဲ့နီးလန်းတွေသင်တန်းတွေတွားတက်မိရင်လည်းလမ်းကြောင်းတစ်ခုကိုမရောက်လာဘူးပေါ့နော်အဲ့လိုမျိုးဖြစ်မှလည်းကြောက်တဲ့အတွက်အဲ့ဒါလေးတော့နည်းနည်းမကျူးနေတော့ရှင်းပြပေးစီခြင်းလည်းပေါ့နော်နောက်ပြီးယောက်ျားလေးတွေကလည်းအဲ့လိုမျိုးစိတ်ကြတဲ့အတွက်ကျွန်တော်တို့ရဲ့ lifestyle တွေကလည်းဘယ်လိုမျိုးနေတင်နေတရက်တာဘယ်လိုမျိုးလှုပ်ရှားမှုတွေရှိသေးတယ်အခက်အခဲဖြစ်ရင်လည်းကျွန်တော်တို့ကဘယ်လိုမျိုး
ဘယ်လိုမျိုးကျွန်တော်တို့ခုန safe space လိုပုံစံမျိုးကိုကျွန်တော်တို့ဘယ်လိုမျိုးနှီးနှောတန်းနေဆိုတဲ့ဒီဒါမျိုးတွေတော့မကျူအဲ့ဒါလေးတော့တစ်ချက်လောက်တော့ရှင်းပြပြီးပါပေါ့ဟုတ် ဟုတ်ကဲ့အရင်နဲ့သတိထားမယ့်အချက်တွေပါတာပေါ့နော်အကိုပြောသွားတဲ့တဲမှာရှင် ဟုတ်ကဲ့ ဘာလို့ဆိုတော့ကျမတို့ကအကိုပြောသလိုပေါ့နော်အကိုကတော့ဆရာကောင်းသမားကောင်းနေနဲ့လည်းတွေ့သွားတယ်လမ်းမှန်သွားနေတဲ့လမ်းကြောင်းအဖြောင့်တိုင်းအမှန်တိုင်းသွားနေတဲ့တင်နန်းနေပညာရှင်တွေနဲ့လည်းအကိုတွေ့သွားတော့အကိုကံကောင်းသွားတာပေါ့နော်အဲဆိုကျမကဘာလို့ဒီစကားကိုပြောရလဲဆိုတော့ကျမတို့မြန်မာယဉ်ကျေးမှုမှာက celebrity တွေလာနာမည်ကျော်ကြားတဲ့လူတွေကိုကိုးဝယ်တဲ့ဒီ mindset ကရှိတယ်ယဉ်ကျေးမှုကရှိတဲ့ခါကျတော့နာမည်ကြီးပေမဲ့လည်းပြောနေတဲ့စကားတွေကမဟုတ်ဘူးဆိုအစိတ်တောက်ဖြစ်စေတယ်လေနော်ပြည်သူလူထုတို့အတွက်အဲ့တော့ကျမတို့ကသတိထားရတယ်ဥပမာဆိုလို့ရှင်ဟာအမျိုးသမီးတွေလှချင်တာနှုံလို့အားလို့မှမဟုတ်တာဒါကအမျိုးသားတွေလည်းအခုဆိုရင်လှချင်လာကြတာပဲလေနော် ဟုတ်တယ် အဲ့တော့အမျိုးသားတွေလည်း skin care လုပ်ရတယ်ဟဲ့လားအမျိုးသမီးတွေလည်း skin care လုပ်မှဒါနုပြိုနေမှာပေါ့နော်ကိုကနုပြိုနေစိတ်ပြေလန်းဆန်းတာပေါ့ဒါဥပမာပြောပြတာပေါ့ဒါပေမဲ့လို့အဓိကအဖြစ်ကျမဆိုလိုချင်တာကတော့လေဘယ်လိုပုံစံမျိုးလေးတွေနဲ့နေထိုင်သင့်လဲဘာလေးတွေလုပ်သင့်လဲဆိုလို့ရှိရင်တော့ကျမအမြဲတမ်းပြောတဲ့စကားရှိတယ်အဲ့ဒါဘာလဲဆိုတော့ခန္ဓာကိုယ်ရောလူရောစိတ်ကျန်းမာရေးအကုန်လုံးကဆက်နေတယ်ပေါ့နော်ကျမတို့အထူးသဖြင့်အမျိုးသားတွေဆိုလို့ရှိရင်အမျိုးသားရေမှာမဟုတ်ဘူးကလေးလေးယောက်ျားလေးဟလာဒီ gender အရပြောမယ်ဆိုလို့ရှိရင်ဒီအမျိုးသားတွေပဲဖြစ်ဖြစ်ယောက်ျားလေးတွေပဲဖြစ်ဖြစ်ကောင်လေးတွေပဲဖြစ်ဖြစ်ဒီ female တွေထပ်ပို့ပြီးတော့ male တွေက energy ပိုများတယ်လေငြိမ်ငြိမ်နေလို့ရတဲ့အမျိုးအစားမဟုတ်ဘူးလေအဲ့တော့ကျမတို့ကကိုယ်လည်းလှုပ်ရှားမှုလှုပ်ခြင်းအပြင်ကိုယ့်ရဲ့စိတ်ကိုထွက်ပေါက်ပေးတာမျိုးတွေလည်းလုပ်လို့ရတယ်ပေါ့နော်နောက်ပြီးတဲ့အခါကျတော့ဒါကိုအတွက် safe ဖြစ်အောင်ဒီအကိုဆိုလို့ရှိရင်မိသားစုတွေမှာအမျိုးသမီးကအကို support ပေးတယ်ဟလားအကိုနားလဲပေးတယ်အကိုကိုဒီလိုမျိုးဘယ်လိုပြောမလဲခနဲ့တာတွေရီတာတွေမရှိတဲ့အမျိုးသမီးနဲ့အကိုနေရတဲ့အခါကျတော့အကိုကတော်တော်လေးကိုစိတ်အေးချမ်းချမ်းနဲ့နေရတဲ့အနေအထားလေးတစ်ခုရှိတာပေါ့နော်ဒါပေမဲ့လို့ကျမတို့တချို့အမျိုးသားတွေကကြတော့တွေ့ကြုံရတာကအခုစောစောပြောသလိုပေါ့နော်စီးပွားရေးမပြေလဲလို့ကိုယ့်နဲ့ကိုယ်တိမ်ငယ်စိတ်တွေဝင်နေတဲ့အချိန်မှာတယောက်ကတခုခုပြောလိုက်လို့ရှိရင်အနာပေါ်ဒုတ်ကြသလိုမျိုးပဲလေနော်ပို့ပြီးတော့ခံစားရတယ်ဒီမျိုးအခြေအနေကြလို့ရှိရင်ဘေးနားပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့အိမ်သူအမျိုးသမီးအဖြစ်စေကိုယ့်ရဲ့မောင်နှမတွေအမေတွေဘာတွေကညာတွေကဖြစ်စေပေါ့နော်တူတူနေကြတဲ့လူတွေကနားလည်ပေးဖို့လိုအပ်တယ်ပေါ့နော်နားလည်ပေးတဲ့ခါကြလို့ရှိရင်ဒါကကလေးတွေမှာဆိုလို့ရှိရင်ကျမတို့ပြောတဲ့ behavior acting out ပေါ့နော်စိုးတယ်ပေါ့နော်ငိုတဲ့ပြန်ပြီးတော့ရန်တွေ့တယ်မိဘတွေကိုစကားခံပြောတဲ့ကလေးတွေကိုစိုးတယ်ဆိုပြီးတော့ကျမတို့နာမည်တက်တယ်လို့ပဲအဲ့ဒီမှာဒေါသကြီးတဲ့ယောက်ျားလေးတွေဒေါသကြီးတဲ့အမျိုးသားတွေအရက်တောက်ကြမ်းတမ်းတဲ့အမျိုးသားတွေကိုဆိုလို့ရှိရင်လေဒီကောင်ကပျက်စီးသွားပြီဆိုပြီးတော့လေဘတက်ကြတယ်။ဘာဖြစ်တာလဲဆိုတော့ကျမဦးလေးတွေဆိုလို့ရှိရင်သူတို့ဒီအမေဆုံးသွားတယ်။အမေဆုံးသွားတော့အမှန်တကယ်သူတို့ကဝမ်းနေနေတာ grief ပေါ့နော်သူတို့ကြေကွဲဝမ်းနေနေတာဒါပေမဲ့လို့တော်တော်များများကျမတို့အတုပဖြစ်ပြီဆိုလို့ရှင်တွေ့ကြလိမ့်မယ်ရန်ဖြစ်ကြလေအဲ့ဒီမျိုး behavior တွေပြတာပေါ့နော်ပြတယ်ဆိုတော့သူအမှုအကျင့်တွေကဒေါသတွေအနေနဲ့ဝမ်းနေတာတွေကပောက်ကွဲထွက်လာဘာဖြစ်ဆိုတော့မြန်မာယဉ်ကျေးမှုမှာဖြစ်စေအနောက်တိုင်းယဉ်ကျေးမှုမှာဖြစ်စေဒေါသကပဲအမျိုးသားတွေအတွက်လက်ခံထားယောက်ျားလေးဆိုတာဒေါသရှိမှာပဲဒေါသကြီးမှာပဲအဲ့တော့ပောက်ကွဲလို့ရတယ်ဒါပေမဲ့ငိုလို့မရဘူးဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့ကျမတို့နားလည်ပေးရမှာကသူတို့ဒီခံစားချက်ကိုရိုးရိုးဖော်ပြလို့မရလို့အရက်တောက်ပြီးတော့ဖော်ပြရဲဆိုလို့ရှိရင်ဟလာတော်တင်တဲ့လောက်ပဲတောက်ကို safe ဖြစ်အောင်အိမ်မှာတောက်ပြီးတော့ရံမဖြစ်အောင်လို့ဟလာစကားလမ်းကြောင်းလွှဲပေးတာနောက်ပြီးတော့ချော်မော့ပြီးတော့ထိန်းပေးတာသူတို့ငိုခြင်းလဲငိုပေးတာတချို့ဆိုလို့အရက်မူးလာပြီဆိုလို့ရှိရင်ငိုတာတဲ့လူတွေလည်းရှိတယ်လေနော်ဆိုတော့ဒါမျိုးလေးတွေကအစားပေးသွားလို့ရှိရင်အမှုပြေသွားလို့ရှိရင်ပြန်မလှောင်ဖို့လည်းအရေးကြီးတယ်ပေါ့နော်ကျမကဒီနေရာမှာအရက်တောက်ပါဆိုပြီးတော့အားပေးနေတာတော့မဟုတ်ဘူးဒီမှာမြန်မာယဉ်ကျေးမှုမှာအမျိုးသားတွေကအရက်တောက်ပြီးတော့မှခံစားချက်တွေကိုဖော်ပြတတ်တဲ့အမှုကျင့်တွေဖြစ်နေတယ်ဆိုတာကိုလည်းတွေ့ရတာပြောပြတာပေါ့နော်ဟုတ်တယ်တော်တော်များများရိုးအချိန်ကြရင်ရင်ထဲရစကားပြောဖို့ကတော်တော်ခဲရင်းတယ်ဘယ်လိုပြောမလဲဗာလေမူးတော့မှပဲကျွဲဖို့ပေါ်တော့အဲ့လိုမျိုးတစ်ခါကြရင်တော့လေပြောပြကြတာရှိတယ်ပေါ့နော်နောက်တစ်ခုကျွန်တော်ဒီဥစားယောက်ျားလေးမှာဘယ်လိုပြဿနာဖြစ်လဲဆိုတော့ဦးနောက်ပိုင်းကျတော့စီးပွားရေးတွေကျက်လာတော့အကျွေးပြဿနာတွေအဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်အကျွေးပြဿနာတွေဖြစ်လာတော့စီးပွားရေးစင်မပြေတော့မိသားစုကိုကောင်းကောင်းမလဲပတ်နိုင်မထောက်ပံ့နိုင်မထောက်ပံ့ရင်တော့အကျွေးကိုကိုယ်ကိစ္စနဲ့ပူရှင်တယ်နောက်ဆုံး
ကိုကကိုအဆုံးစီရင်လိုက်တဲ့အထိအဲ့လိုမျိုးတွေဖြစ်တယ်ပေါ့နော်အဆုံးစီရင်လိုက်တယ်ကိုသက်တည်လိုက်တဲ့အချိန်ကြီးကိုဖြစ်သွားကြတယ်ဖြစ်တာလည်းလက်ရှိအချိန်ဒီမှာလည်းဖြစ်နေတယ်ကျွန်တော်အတိအထဲမှာတော့2 ယောက်လောက်အဲ့လိုမျိုးကိုဖြစ်သွားကြတယ်ပေါ့နော်တကယ်ကြတော့မှကျွန်တော်တို့ကအဲ့မှာကျွန်တော်တို့မသိတဲ့ knowledge တွေလည်းရှိမှာပေါ့နော်လည်းဒီလို counseling လုပ်လို့ရမယ်တယောက်နဲ့တယောက်ကိုဖွင့်ပြောလို့ရတာဒါကကျွန်တော်တို့ရဲ့အခြေခံကျန်းမာရေးအားနည်းမှုစိတ်ကျန်းမာရေးအားနည်းမှုတွေလည်းပါကောင်းပါမယ်ပေါ့နော်ကျွန်တော်တို့ဒီမှာစိတ်ကျန်းမာရေးဆိုရင်ယူလို့သွားပြတာလားဆိုတော့အဲ့လိုစနစ်တွေကလည်းရှိနေတော့ခက်တယ်ပေါ့နော်အဲ့ဒါလေးလည်းမကျူးနည်းနည်းလေးရှင်းပြပေးပါလို့ဆိုတော့ suicide လုပ်တဲ့ကိစ္စတွေမှာကျွန်တော်တို့အခုဆိုအများကြီးheadline တွေရှိတယ်မကျူးဆိုလည်းလုံးဒီ suicide အတွက်ကိုလုပ်နေတဲ့ program တွေအများကြီးရှိတဲ့အတွက်ဒါမျိုးတွေကိုကျွန်တော်တို့များများလေးလှုံ့ဆော်ပေးပေါ့နော်အဲ့လိုမျိုးတွေလည်းလုပ်ပေးစေချင်တယ်ပေါ့ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာဒီလိုမျိုးတေချောင်းကြံတကယ်တေချောင်းကြံစီတဲ့လူကဘာမှမသိလိုက်ဘဲနဲ့ကိုသူ့လုံးဝကိစ္စပြီးသွားတယ်ပေါ့နောက်ဆုံးထိကိုဘာမှမသိလိုက်ဆိုတော့တော်တော်ဆိုးတယ်ပေါ့အသက်အရွယ်အပြင်ငယ်သေးတယ်30ပတ်ချလဲဆိုတော့မဖြစ်တဲ့အရွယ်တွေနောက်ရှင်းလို့ရတဲ့ဟာမျိုးတွေအဲ့လိုမျိုးကြတော့လေယူနည်းနည်းလေးရှင်းပြပြီးတော့နော်ဟုတ်ကဲ့အဲ့ဒါတကယ်ပဲဖြစ်နေတာပေါ့နော်ကျမတို့ဟဝါရီမှာလည်းဖြစ်တယ်မြန်မာပြည်မှာလည်းဖြစ်တယ်အခုရင်တော့လည်းရှိမှာပါအခုနောက်ပိုင်းမှာပို့ပြီးတော့လေစိုးလာတာပေါ့နော်အကြက်တွေက ကြက်နံကြက်တွေများလာတော့လေဟုတ်တယ်ဗျဟုတ်ဆိုတော့အဓိကအားဖြင့်ပေါ့နော်ကျမတို့ဒီဘက်နိုင်ငံတွေမှာအမေရိကန်မှာသုတေသနပြုထားချက်အရာပြောရမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေကဒီ suicide လုပ်ဖို့အတွက်မိမိကိုယ်ကိုအဆုံးစီရင်ဖို့အတွက်စဉ်းစားတဲ့ရာဂိုင်နှုန်းများပြီးတော့အမျိုးသားတွေကကြတော့အထမြောက်အောင်မိမိကိုယ်ကိုအဆုံးစီရင်တာတွေကပိုများတယ်ဆိုတော့တွေ့ရတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့အမျိုးသားတွေကလုပ်ပြီးဆိုလို့ရှိရင်တော့အသေးလောက်တာပဲเนาะအဆုံးထိလုပ်လိုက်တာပေါ့နော်ပြန်မခြေတုံချတုံမဖြစ်နေဘူးအဲကြတော့ကျမတို့ကပို့ပြီးတော့သတိထားရအောင်မှာကဒါက तू ကတစ်ချိန်နဲ့လောက်တာမဟုတ်ဘူးလေနော်तू အရင်တော့ကစဉ်းစားထားတဲ့ ideation တွေရှိမယ်ခဏဒီအတွေးတွေဝင်နေတာတွေရှိမယ်ပြီးတော့ဒီလိုမျိုးအခုတစ်ချိန်မှာအထမြောက်သွားတာမဟုတ်ဘူးအရင်တော့ကလည်း तू စူးစမ်းဘူးလိမ့်မယ်ဒီအတွေးတွေခဏဝင်နေဒါက chronic issue ပေါ့နော် तू ဒီမိမိကိုယ်ကိုအဆုံးမစီရင်ခင်မှာတခြားခံစားနေရတဲ့စိတ်ယောဂါလေးတွေလည်းရှိမယ်စိတ်သောကတွေဝေဒနာတွေသူခံစားနေရတာတို့ကျမတို့ကမသိဘူးလေနော်မပြောပြတော့မသိဘူးပေါ့အခုစောစောပြောသလိုပဲဟလာအခုတငယ်ချင်းတွေဆိုလို့ရှိရင်လည်းအကိုကတော့သတိရတယ်ဒါပေမဲ့အကိုသတိရကြအောင်အကိုနဲ့သူတို့နဲ့နေ့တိုင်းကျမတို့မိန်းကလေးတွေလိုမျိုးဟလာရင်ဖွင့်ရအောင်ဟေးဆိုပြီးတော့ပုံပြောတဲ့အစ်မရှိဘူးမလားယောက်ျားလေးအချင်းချင်းကြတော့လေနော်ပြီးရတာသူထိုင်တောက်မယ်နော်ဘောလုံးပွဲတာအတူတူထိုင်ကြည့်မယ်နော်ဒါပေမဲ့လို့တာကြီးဘာခံစားနေရလဲဆိုပြီးတော့ how's your day how you feeling ဒါမျိုး check in လုပ်တဲ့အထားတွေမရှိဘူးလေနော်ဟုတ်တယ်အလေးချင်းမရှိဟုတ်တယ်အဲ့လိုအလေးချင်းမရှိတဲ့အခါကျတော့ဟလာသူ့အနေနဲ့မျိုးသိပ်ထားတာတွေများပြီးတော့မခံစားနိုင်တော့လို့ဟလာစိတ်ထွက်ပေါက်ကိုရှာသွားတဲ့အခါမှာဘေးနားလူတွေကတော့အံ့ဩတာပေါ့ပုံမှန်လူတယောက်ကဘလို့ဖြစ်သွားတာလဲဆိုပြီးတော့မန်တကယ်တော့သူ့ရဲ့ဒီတာမန်ပုံမှန်အနေထားကိုကိုယ်တွေမှသတိမထားမိတာဟလာဥပမာကျမဆိုလေဒီ case တစ်ခုဖြစ်တယ်ကျမတငယ်ချင်းရဲ့ဒီသူတို့အတိတယောက်ပေါ့နော်သူကကြတော့ဒီလေရင်မှုဆိုတော့သူကလည်းခန့်ညာပေါ့နော်နည်းနည်းကြည့်လိုက်မကြောလို့ပုံစံမျိုးပဲအဲ့ဒီချိန်မှာဒါပေမဲ့လို့သူကအိမ်အောင်ရေးဖောက်ပြန်ရင်းနဲ့သူ့အိမ်ကသူ့ဆင်းခိုင်းတာသူတော့အနေစရာမရှိဘူးဖြစ်သွားတာပေါ့နော်homeless ဖြစ်သွားတာပေါ့ဒီအလုပ်ကတော့ရှိသေးတယ်သူကလေရင်မှုဆိုတော့လေရင်တော့ဆက်မောင်းနေသေးတယ်ဒါပေမဲ့လို့သူနေစရာလည်းမရှိအကုန်လုံးကလည်းတိသွားတော့အဆက်ကွဲတာပေါ့နော်အဲ့တော့သူ့ကိုသူအဆက်လဲကွဲပြီးတော့အဆုံးစီရင်လိုက်တယ်အဲ့ဒါသူအလုံးမှာပဲလူများတွေကသူ့တွေ့သွားတာပေါ့နော်အဲ့လိုမျိုးလေးတွေကြတော့ပြောမယ်ဆိုလို့ရှိရင်ဟုတ်တယ် तू မှားတယ် तू ဒါလူမှုရေးဖောက်ပြန်တာဆိုတာကို तू အပြစ်လဲ तू သိတယ် तू social punishment လဲရတယ်သူရဲ့အတိုင်းဝိုင်းရလဲ तू ဝိုင်းကျင်လိုက်တဲ့အခါမှာသူ့အနေနဲ့လုံးဝအထီးကျန်ဆန်သွားတယ်သူအနေနဲ့ပြေးစရာမြေမရှိတော့တဲ့ပုံစံလိုမျိုးလဲဖြစ်သွားတာပေါ့နော်အဲ့ဒီအခါမှာဆိုအမှန်ဖြစ်တင်တာက counseling ယူတင်တာပေါ့နော်ဒီ family counseling တွေယူတင်တယ်ဟလာဒီလိုမျိုးအရှက်ရစရာမိသားစုမှာဖြစ်သွားတယ်လူမှုရေးဖောက်ပြန်တာတွေဖြစ်သွားတယ်ဆိုလို့ရှိရင်အကောင်းဆုံးကတော့ counseling ယူတာကတော့ထိရောက်ဆုံးပဲလေနော်ညနိုင်နဲ့ဖြစ်တဲ့နာပေါ့နော်အထူးသဖြင့်ကလေးတွေလည်းရှိနေတဲ့အခါကြတော့လေဒါတွေကတကယ် life story တွေကျမတို့တွေကအခုလိုမျိုးlive တွေမှာပြောနေတယ်ဆိုရင်ကျမတို့ဘေးနားပတ်ဝန်းကျင်မှာဖြစ်ပျက်နေကြတာတွေရှိတယ်လေ
အခုကျမတို့ဒီ suicide helpline မှာဆိုလို့ရှရင်လည်းအများဆုံးလာကြတာကအဲ့လိုမျိုးလူမှုရေးပဋိပက္ခတွေစီးပွားရေးအဆင်မပြေလို့စိတ်ထွက်ပေါက်ရှာကြတာတွေခန္ဓာကိုယ်ကကျန်းမာရေးအားနည်းတော့လေဒီ physical ဟု health တ် ပေါ့နော်တစ်ခုခုအဲ့လိုမျိုးဖြစ်တာကြာနေတဲ့ခါကျတော့ဟိုဒါကြီးကိုနာတာရှည်ယောဂကြီးကိုမခံစားချင်တော့လို့စိတ်ထွက်ပေါက်ရှာကြတာတွေအဲ့လိုမျိုးတွေများကြတယ်ပေါ့နော်ဒါပေမဲ့လို့အမျိုးသားတွေတော်တော်များများလာတာတော့အဲ့ဒီငွေရေးကြေးရေးကိစ္စအဲ့လိုမျိုးကိုယ့်ရဲ့လမ်းတွေပိတ်နေတဲ့ကိစ္စအဲ့လိုမျိုးလေးတွေလာကြတာများတယ် ဟုတ်တယ်ဟိုယောက်ျားလေးတွေခုနကပြောလို့ကိုယ့်ကိုယ်တကားတဲ့အပီးလုပ်တဲ့ဆိုတဲ့ကိစ္စဆိုတယောက်ဆိုရင်သူကရခိုင်ဘက်မှာနေတော့အရင်ဆုံးသူ့ကိုယ်သူတေအောင်ဆိုတော့မြစ်တဲ့ပုံချနေတယ်မသေးဘူးမသေးတော့ဟိုဘက်ထက်ရောက်သွားတော့တက်ပြီးတော့ကျိုးစစ်ချပြီးတော့ကိုယ့်ကိုတက်တည်တိုက်တယ်ဆိုတော့ ဝါ တိုးတယ်ပေါ့နော်ဟိုသူတင်မယ်မှန်းသူတိတယ်တိနဲ့ကိုနောက်တစ်ခေါက်ထပ်လုပ်တယ်ဆိုတော့ဒါဆိုတော့သူလည်းဘယ်လောက်စိတ်ထဲမှာဘယ်လိုပိတ်နေလဲတော့မသိဘူးပေါ့နော်ဟိုနောက်ဆုံးခုနပြောလို့ပေါ့ငွေကြေးပြဿနာတွေပဲကျွန်တော်တို့ဒီမှာအဓိကဖြစ်နေတာပေါ့နော်ဟိုအစတုန်းကဆိုဟိုမကျူးလို့ပြောဆိုလိုပဲဟိုယောက်ျားကျွန်တော်တို့ဒီမှာကိုယ့်ကိုတက်တည်မှုဆိုတာကြားရှိကောင်းရှိခဲ့လိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့တော်တော်နေမှတစ်ခေါက်လောက်ကြားရတဲ့ကိစ္စအခုဆိုဟိုဆိုတော့ခဏနေကြားပြန်ပြီနော်အဲ့ဒီလူတွေကလည်းဟိုဒီလိုမျိုး airline တွေမှာသူတို့ရင်ဖွင့်လို့ရတယ်ဟို counseling ယူရတယ်ဆိုတော့ knowledge တွေကလည်းရှိမနေဘူးဆိုတော့ဟုတ်တယ် အဲ့ဒီအတွက်ကလည်းကျွန်တော်မြန်မာနိုင်ငံအတွက်ကတော်တော်လိုအပ်တယ်ပေါ့နော်ဟိုတင်တန်းတွေတို့ဟုတ်ပြီးတကယ်ဟိုမှန်မှန်ကန်ကန်သွားတဲ့လမ်းကြောင်းနဲ့တင်တန်းနဲ့အဲ့လိုမျိုးကိစ္စတွေကတော့တော်တော်လိုအပ်တယ်ဘာလို့လဲဟိုယောက်ျားလေးတဘာဝရဟိုအပြင်ပန်းတာကျွန်တော်တို့ကဟိုမာထန်နေမယ်ပေါ့နော်စိတ်ထဲမှာစိတ်ချမ်းသာရေးအဆင်မပြေဘူးဆိုတာမသိနိုင်ဘူးနောက်တစ်ခုခုနကပြောလို့ပေါ့အရက်သွားတောက်လိုက်ရင်ဟိုကျွန်တော်တို့အဆင်ပြေသွားမယ်လို့ဒါကိုထင်တာဒါပေမဲ့တကယ်ကျွန်တော်တို့ကအဆင်ပြေနေတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရင်ထဲမှာပြောစရာတွေလည်းရှိတယ်မပြောဖြစ်ဘူးဆိုတော့ဟိုယောက်ျားလေးနေလည်းခက်ခဲတယ်ပေါ့နော်ခက်ခဲတယ်အဲ့လိုမျိုးတော့ဟိုအကျိုးစီမှာ plan တွေရှိတာလို့တင်တန်းတွေရောရှိတာပေါ့နော်အဲ့ဒါလေးလည်းနည်းနည်းကျွန်တော်တို့ပြောပြပေးစီနေတော့ဟိုတင်တန်းအကြောင်းလေးပါထည့်ပြီးတော့လေဟုတ်ကဲ့ဒါ knowledge ကလိုအပ်တယ်ဗျဟုတ်တယ်ဆိုတော့အကိုပြောမှပဲအကြံကောင်းတစ်ခုရသွားတော့ပေါ့နော်အမျိုးသားတွေအတွက်တီးတန့်တင်တန်းပေးရမလို့ဖြစ်သွားတာပေါ့ဟုတ်တယ်ဟိုယောက်ျားလေးကြားတော့လေတကယ်လိုအပ်တယ်ကျွန်တော်တို့ကအခုဒါဟိုမကြည့်တော့ကျွန်တော်ဆရာမလည်းဖြစ်တယ်ကျွန်တော်ကဟိုအမြဲတမ်းတင်ပေးနေတဲ့အတွက်ကျွန်တော်သင်ပြနေတယ်ပေါ့နော်ဒါပေမဲ့ဒါကျွန်တော်သိလိုက်တဲ့ဟိုတင်တန်းလေးတစ်ခုတက်လိုက်တဲ့ဒါရွေချက်အကျိုးဆက်တွေပေါ့နော်ကောင်းတဲ့အကျိုးဆက်တွေပေါ့တချို့တွေလည်းဒီမျိုးဟိုကျွန်တော်တို့မျိုးပဲတင်တန်းလေးကောင်းကောင်းတက်လိုက်တယ်ဆိုရင်သူတို့လည်းစိတ်ချမ်းသာရေးအဆင်ပြေသွားမယ်နော်သူတို့ဒီဟိုလူတယောက်ကအသက်ရှင်မှုကအရေးကြီးတယ်လीနော်အသက်ရှင်မှပဲကျွန်တော်တို့လှုပ်ချင်တဲ့ဟာတွေကျွန်တော်တို့လုပ်ပိုင်ခွင့်တွေရမှာတော့ဟိုတေသွားတယ်ဆိုမှမလုပ်လို့မရအောင်ကျွန်တော်တော့အဲ့လိုပဲကျွန်တော်ကိုသတ်မှတ်ထားတော့လေဟိုတခြားလူတွေလည်းလို့ကျွန်တော်တို့မျိုးပိတ်မိတဲ့အခါကျရင်သူတို့တွေဘယ်လိုလမ်းကြောင်းနဲ့သွားမလဲသူတို့စိတ်တွေဘယ်လိုမုန်းချက်မှုတွေဘယ်လိုဖြေလျှော့ပြီးတော့နီးမှန်လမ်းမှန်လေးနဲ့သွားမယ်ဆိုတာမျိုးကတော့အခြေခံလိုအပ်နေတယ်ဗျဟုတ်မြန်မာနိုင်ငံအတွက်တော့ဟုတ်တယ်အဲ့တော့ဟိုကျမတို့ရဲ့အဖွဲ့အစည်းမှာဆိုလို့ရှင်လဲ24နာရီ9ရက်ပတ်လုံးကျမတို့ဒီ suicide helpline ကိုဖွင့်ထားပေးတယ်ပေါ့နော်ကျမတို့ volunteer တွေနဲ့ကျမတို့သင်တန်းတွေပေးထားပြီးတော့ကူညီလှုပ်ဆောင်နေတာတွေရှိတယ်ဟလာ Telegram မှာဆိုလို့ရှင်လဲ0 suicide ဆိုတဲ့ hotline ရှိတယ်ဆိုတော့ကျမတို့ဒီလိုမျိုးပေါ့နော်အဖွဲ့အစည်းလေးတွေမှာလဲကျမတို့ဒီလိုမျိုး suicide အတွက်prevention လုပ်နိုင်အောင်ကာကွယ်နိုင်အောင်စူးစမ်းနေကြတဲ့နည်းလမ်းတွေရှိကြတယ်ပေါ့နော်ဒီအပြင်ကျမတို့သင်တန်းတွေလည်းပေးတယ်ဟလားဒီ suicide နဲ့ပတ်သက်ပြီးတော့တကယ်ပဲထိထိရောက်ရောက်နဲ့ကူညီချင်တဲ့လူတွေအတွက်လည်းသင်တန်းတွေပေးနေတာတွေလည်းရှိတယ်ဒါပေမဲ့အခုပြောသလိုပေါ့နော်အမျိုးသားတွေအတွက်တီးတက်ရင်ဖွင့်ဖို့အတွက် safe ဖြစ်တဲ့နေရာတွေဟလာနောက်ပြီးကြတော့ကိုဒီအမျိုးသားတွေအတွက်ခံစားချက်တွေုံကြုံစွာဟလာဖွင့်ဟဖို့အတွက်ဒီယဉ်ကျေးမှုတွေလူပောင်ဖွဲ့စည်းတွေအိမ်တွင်းမှာဆိုလို့ရှိရင်လည်းဒါမျိုးလေးတွေကိုကျမတို့ပြောမလဲဖန်တီးဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုပြောလိုက်တဲ့ခါကျရင်တချို့ဒီအမျိုးသမီးရေးရာကိုလှုပ်ရှားနေတဲ့တချို့မျိုးသမီးတွေကတော့နည်းနည်းရည်ကျင်လိုက်ရှိမယ်ပေါ့နော်ဘာဖြစ်လို့ကျမကဒီ double advocate လုပ်တာပေါ့နော်ဆိုလိုတဲ့သဘောကဒီမှာတော်တော်များများဒီအိမ်တွင်းကြမ်းဖက်မှုတွေမှာအမျိုးသမီးတွေကခံနေရတာအမျိုးသားတွေအတွက်လုံခြုံမှုမရှိဘူးဆိုတာဖြစ်နိုင်ပါမလားအမျိုးသမီးတွေကတကယ်ပဲလုံခြုံမှုမရှိတာလားဆိုပြီးတော့တကယ်ပဲလုံခြုံမှုမရှိတာပါဆိုပြီးတော့ကျမတို့ကိုပြန်ပြီးတော့မေးခွန်းထုတ်လို့တော့ရတာပေါ့နော်အဲ့တော့ကျမအနေနဲ့အဲ့ဒီအချက်ကိုဆိုလို့ရှိရင်လည်းကျမတို့dating culture အရပြောမယ်ပေါ့နော်ကျမတို့dating သွားကြတယ်ဆိုလို့ရှိရင်ကျမတို့ဒီတယောက်နဲ့တယောက်ကြိုက်လို့တွေးကြတယ်အပြင်မှာတွေးကြတယ်ဆိုလို့ရှိရင်ပေါ့လေအမျိုးသမီးတွေနဲ့အမျိုးသားတွေနဲ့ကွာခြားချက်က
တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့နှစ်ဖက်စလုံး safe မဖြစ်ဘူးလုံခြုံမှုမရှိဘူးဆိုတော့ခံစားရတယ်ပေါ့နော်အမျိုးသမီးတွေကကြတော့ physically လုံခြုံမှုမရှိဘူးရုပ်ပိုင်းဆိုင်ရာအရာလုံခြုံမှုမရှိဘူးလို့ခံစားရတယ်ပေါ့နော်ကိုနဲ့သွားတွေ့မဲ့လူကကိုကိုဘာလုပ်လိုက်မလဲကိုတခုခုလုပ်လိုက်မလားအဲ့တော့အဖော်နဲ့ပထမဆုံးချိန်သွားကြတာမျိုးတွေရှိတယ်ပေါ့နော်အမျိုးသားတွေအနေနဲ့ကြတော့စိတ်လုံခြုံမှုမရှိတာကိုတွေ့ရတယ်ပေါ့နော်သူတို့စိတ်လုံခြုံမှုမရှိတဲ့ခါကျတော့အခုငါနဲ့တွေ့တဲ့အမျိုးသမီးကငါ့ကိုဘလို့ထင်မလဲငါရဲ့ရုပ်ရည်ငါရဲ့အရေးချင်းငါ့ကိုအထင်သေးမလားအဲ့လိုမျိုးကိုယ်အထင်ကြီးအောင်လို့အတင်းလှုပ်ယူနေကြတာတွေလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဆိုတော့ဟိုလုံခြုံမှုကနှစ်ဖက်စလုံးမှာမရှိဘူးအဲ့လိုမျိုးတွေတွေ့ရတယ်ပေါ့ဟုတ်တယ်ဟုတ်ပြီးတော့အဲ့ဒီလူငယ်ပိုင်းနေမှာလည်းတချို့ကြတော့ကျွန်တော်လည်းတစ်ခေါက်ပြောဘူးတဲ့တယောက်ဆိုရင်သူစီမှာသူတို့အိမ်စီးပွားရေးလည်းအဆင်ပြေသူအလုပ်လုပ်ဆရာလည်းမလိုဘူးသူအေးစစ်နေထိုင်လို့ရတယ်ဘဝတစ်ခုသူအေးစစ်ဒါပေမဲ့သူဘဝလမ်းကြောင်းပြောက်နေတယ်ပေါ့နော်သူမကြိုက်ဘူးသူကိုသူလည်းသူစာတွေဖတ်တယ်ဆိုလည်းစာတွေမရဘူးဆိုတော့တခါကြီးကျတော့ကျွန်တော်ခုနပြောတဲ့ချမ်းကြတော့စိတ်ချမ်းသာရေးဘက်ကနေစိတ်တက်ကြနေတဲ့အပိုင်းပေါ့နော်လူငယ်တွေဖြစ်နေတဲ့ခါကျတော့လမ်းပြောက်နေတာပေါ့ယောက်ျားလေးတော်တော်များများဆိုငါတို့ကဘာဆက်လုပ်ရမလဲငါတို့ဘယ်ဟိုသွားရမလဲအဲ့လို thinking တွေကအများကြီးဖြစ်ပြီးတော့ကိုယ့်ကိုယ်မကြင်မနှက်တာတွေရောဒေါသထွက်နေတာတွေရောဆိုတာယောက်ျားလေးတွေကအချင်းချင်းကြတော့ကျွန်တော်မပြောကြတာပဲရှိတယ်ဒါပေမဲ့စိတ်ထဲမှာအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်လူငယ်တွေဆိုလည်းပူဆိုးတယ်ယောက်ျားလေးအသက်ကြီးသွားတာလည်းခုနပြောလို့အပိုင်းတွေပေါ့နော်အိမ်အောင်ကြာသွားတဲ့အပိုင်းတွေရှိတယ်လူငယ်တွေပိုင်းမှာဆိုရင်လည်းဘာဆက်လုပ်ရမလဲဆိုတဲ့ဟာမျိုးတွေကမရှိတဲ့အတွက်ဘယ်လို counseling လိုဟာမျိုးကလိုအပ်တယ်ပေါ့နော်ငယ်ငယ်လေးတွေကအစဒါအဲ့လို knowledge သိတင်တယ်ပေါ့ဟုတ်ခုနပြောတဲ့ယောက်ျားလေးတွေအတွက်ဆိုလည်းအိမ်တွင်းအကြမ်းဖက်မှုကတော့ဒါတစ်ခုပေါ့နော်ဂျန်နာခွဲခြားတာလည်းမဟုတ်ဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူးပေါ့နော်ခံစားရတာတော့ခံစားရမှာပဲပေါ့ကျွန်တော်တို့လည်းယောက်ျားလေးကတော့ခံစားရတဲ့အပိုင်းတွေရှိတာဆိုတော့အဲ့လိုမျိုးလေးတွေတော့ရှိတယ်ပေါ့နော်ဟုတ်တယ်ဟိုအဓိကအဖြစ်တော့လေနော်ကျမတို့ဒီခံစားရတာကိုပြောမယ်ဆိုလို့ရှိရင်တော့နှစ်ဖက်စလုံးမှာခံစားရတာပဲဟလားအမျိုးသမီးအမျိုးသားရေးမှာမဟုတ် LGBTQ community တွေလည်းခံစားရတာပဲအဲ့ဒါကြောင့်မို့လို့ပေါ့နော်ကျမတို့ကဒီဇွန်လမှာဆိုလို့ရှိရင်ဟလားအမျိုးသားတွေအတွက်စိတ်ကျန်းမာရေးအပြင် LGBTQ တွေအတွက်လည်းကျမတို့စိတ်ကျန်းမာရေးတွေကို awareness လာရအောင်လူထုတွေမှာပြည်သူလူထုတွေမှာပို့ပြီးတော့ကြည်ကြဲမြက်ပြက်နားလဲအောင်နောက်တစ်ခါဒီစိတ်ဒဏ်ရာတွေနဲ့ပတ်သက်လာတဲ့အကြောင်းအရာလေးတွေကိုလည်းဆွေးနွေးသွားဖို့အတွက်အစီအစဉ်တွေရှိပါတယ်ရှင်ဆိုတော့ပေါ့နော်ကျမတို့ဒီဆွေးနွေးသွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဟလာစိတ်ဝင်စားတဲ့သိချင်တာတွေမေးချင်တာတွေရှိတယ်ဆိုရင် comment ထဲမှာလည်းရေးထည့်နိုင်တယ်လို့ကျမတို့ရဲ့ chat box ကနေလည်းဆွေးနွေးပြီးတော့မေးမြန်းနိုင်ပါတယ်အခုနောက်ဆုံးအနေနဲ့ပေါ့နော်ကိုဟန်းအနေနဲ့အခုဒီနေ့ကြည့်ရှုနေတဲ့အမျိုးသမီးတွေအမျိုးသားတွေ LGBTQ community member တွေကိုပဲဖြစ်ပေါ့နော်ဒီအမျိုးသားတွေနဲ့ပတ်သက်တဲ့စိတ်ကျန်းမာရေးအကြောင်းကိုဗာများထပ်ပြီးတော့ဖြည့်ဆွတ်ပြောချင်တယ်လေရှင်အထူးသဖြင့်ပေါ့နော်ဘယ်လိုမျိုးလေးတွေစိတ်ထားဖို့ဘယ်လိုမျိုးလေးတွေနေထိုင်ဖို့အခုအနေနဲ့ကြင်ကြံပြီးတော့လေ့ကျင့်ယူနေတာလေးတွေရှိရဆိုရင်လည်း share ပေးပါအောင်နော်စိတ်ထဲမှာဒါကြီးပထမဆုံးပြောချင်တာကျွန်တော်တို့ယောက်ျားလေးတွေရေးကြည့်တာဒါထိမ့်သိမ်းမထိမ့်သိမ်းတဲ့လူတွေမဟုတ်ဘူးပေါ့နော်ပြောတဲ့စကားဆိုရင်တော့ပုံမှန်လည်းပြောတိုင်းပဲကိုအမျိုးသမီးရှိတယ်ဆိုလည်းကိုရဲ့လုံခြုံတဲ့လူပေါ့နော်ဆွေးနွေးတိုင်ပင်ရမယ်ပေါ့အဲ့ဒါမှပဲနီးလန်းကောင်းကျွန်တော်တို့အတွက်ရမယ်လုံခြုံတဲ့ပတ်ဝန်းကျင်ကျွန်တော်တို့ဖန်တီးလို့ရမယ်နောက်တစ်ခုကကြတော့တကယ်ချင်းပေါင်းတင်းနေနဲ့သွားပြီးတောက်စားပျော်ပါထားတဲ့စာရင်ငါကဘယ်လိုမျိုးငါစိတ်အခြေအနေဘယ်လိုရှိလဲဘယ်လိုတင်တန်းလေးတွေတက်မယ်နောက်ဆုံးတင်တန်းမတက်ပြည့်တော့ဘယ်လို page လေးကိုငါတို့က like လုပ်ပြီးစာလေးတွေစိတ်ချမ်းသာရေးနဲ့ပတ်သက်တဲ့စာလေးတွေဖတ်ရမယ်ဆိုတော့အဲ့လိုမျိုးအသိလေးတော့နည်းနည်းတော့ရှိတင်တယ်ပေါ့နော်ဒါလိုအပ်တယ်ဒီခေတ်အခြေအနေရပေါ့ကျွန်တော်ဒီမှာဖြစ်နေတဲ့အနေအထားရစိတ်ချမ်းသာရေးအနေအထားယောက်ျားလေးတွေအတွက်လိုအပ်နေပြီပေါ့နော်အခက်အခဲတွေလည်းဒါကြီးဖြစ်နေတဲ့အတွက်နောက်set care လေးလုပ်ရမယ်ပေါ့နော်တရက်တာကျွန်တော်တို့နေ့တူကအလုပ်လုပ်နေဒီခန္ဓာကိုယ်ကြီးကပင်ပန်းနေဒီစိတ်ကပင်ပန်းနေဒါကိုမဆိုင်ဘူးထပ်တလဲလဲလုပ်နေဒါကြီးကမခံနိုင်တော့ပြိုကျသွားမယ်ပေါ့နော်ပြိုကျအဲ့လိုမျိုးမဖြစ်ခင်မှာကိုယ့်ကိုယ်တတိထားပြီးတော့ set care ကြီးလုပ်တင်တယ်ကျွန်တော်ဆိုလဲကျွန်တော်တို့ set care ကျွန်တော်ဒါစိတ်ပင်ပန်းတဲ့ခါကျရင်တရားထိုင်လိုက်တာတို့ဘယ်သူမှမစကားမပြောပဲကျွန်တော်အေးစစ်စစ်လေးတချင်းလေးဒီလုံးလေးဖွင့်ပြီးနားထောင်တာအဲ့လိုမျိုးလေးတွေကိုယ့်ကိုအနားယူလိုက်တယ်ပေါ့နော်အနားယူမှုကလည်းလိုအပ်တယ်ပေါ့တကယ်လည်းလိုအပ်တယ်လေတခါကျရင်အကုန်လုံးပြစ်ချပြီးတော့ကိုယ့်ကိုအေးစစ်စစ်လေးနေလိုက်တယ်ပေါ့ဆိုတော့ကျွန်တော်သွားတာတော့အဲ့လိုမျိုးလေးပေါ့နောက်ပိုင်းကျတော့လေးလာဒီစိတ်ကြမ်းရေးနဲ့ပတ်သက်တဲ့ဟာတွေကိုလေးလာလိုက်စားလာတယ်ဆိုတော့ကျွန်တော်တို့ကတော့အဆင်ပြေတယ်ကျွန်တဲ့လူတွေလည်းအဲ့လိုမျိုး
စေခြင်းတယ်ပေါ့နော်ဒါကတော့ဆန္ဒပြုရနောက်ပြီးကိုရဲ့ကိုနဲ့နီးစပ်ရာအဆင်ပြေမဲ့နီးမှန်လမ်းမှန်ရှိတဲ့သင်တန်းလေးတွေကိုတက်တင်တယ်တကယ်စနစ်တကျသင်မိတဲ့သင်တန်းမျိုးတွေစိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေနဲ့ပတ်သက်တဲ့စာတွေအဲ့လိုမျိုးတွေဖတ်ပါလို့လည်းသုံးတော်ခြင်းပါတယ်ဟုတ်တယ်အရန်ကောင်းတဲ့အကိုကဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးလေ့လာလိုက်စားရင်းနဲ့ကိုယ့်ရဲ့ lifestyle မှာပြောင်းသွားတဲ့ပုံစံမျိုးလည်းကြားရတယ်ပေါ့နော်ဆိုတော့လေအဓိကအဖြစ်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုဝေမျှလိုက်လို့မင်းကလည်းကွာဒီလောက်တောင်ပြော့ရလားယောက်ျားလေးဖြစ်ပြီးဆိုအဲ့လိုမျိုးပြောတဲ့လူကသူ့မှာ issue ရှိနေလို့အဲ့လိုကိုလှောင်တဲ့လူကသူ့မှာ issue ရှိနေတာကိုရဲ့အပြစ်မဟုတ်ဘူးလူဆိုတာကယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ် LGBTQ member ဝင်မယ်ဖြစ်ဖြစ်ဘယ်သူမှဆိုခံစားချက်ရှိမယ်ဒါလူတဘာဝပဲလीနော်အဲ့တော့ကျမအနေနဲ့အခုကြည့်ရှုနေတဲ့အမျိုးသားတွေအမျိုးသမီးတွေအခုကြည့်နေတဲ့သူတွေအကုန်လုံးကိုပြောချင်တာကတော့လေခံစားချက်တွေကိုအတိမတ်ပြုပေးမယ်ကိုလောင်တဲ့လူကအဲ့ဒါသူတို့မှ issue ရှိနေတာသူတို့မှပြဿနာတစ်ခုရှိနေတာကိုနဲ့မဆိုင်ဘူးပေါ့နော်ကိုနဲ့ကိုကိုရဲ့အရှိကိုအရှိတိုင်းပဲနေလို့ရတယ်ဆိုတာလေးပေါ့နော်နောက်တစ်ခုကကြတော့တော်တော်လေးနဲ့အဆင်မပြေတော့ဘူးကိုယ့်ရဲ့နေ့တူကလုပ်ငန်းဆောင်တာတွေကိုအထီးခိုက်လာပြီးလူမှုရေးပြဿနာတွေများလာပြီးကိုယ့်ရဲ့စိတ်ကတော်တော်လေးနဲ့ထွေပြဝေဝဝတွေဖြစ်နေပြီးစိတ်ထဲမှာပြဿနာဖြစ်နေပြီလို့ခံစားရပြီဆိုလို့ရှင်တော့အကောင်းဆုံးကတော့ဟလာကျမတို့ page တွေရှိတယ်လာရောက်တိုင်ပင်ဆွေးနွေးလို့ရတယ်လိုအပ်ရင် counseling service တွေလည်းယူလို့ရပါတယ်ဆိုတော့ကျမတို့တွေရှိနေတယ်ဆိုတာကိုလည်းသိစေချင်တယ်ပေါ့နော်ဆိုတာလေးကိုလည်းကျမအနေနဲ့မိမောင်းထုတ်ပြခြင်းနဲ့နောက်တစ်ခါအထူးသဖြင့်ပေါ့နော်ဒီလိုမျိုး suicide တဲ့ ideation တွေဝင်လာပြီးမိမိကိုယ်ကိုအဆုံးစီရင်ဖို့အတွက်ဆန္ဒတွေဖြစ်နေတယ်အတွေးတွေဝင်နေတယ် plan တွေချနေတယ်အစီအစဉ်တွေလိုက်ရှာနေတယ်ဆိုလို့ရှင်ဒါကစိတ်ကျန်းမာရေးနဲ့မညီညွတ်တဲ့လက္ခဏာတွေဖြစ်နေပြီဆိုတာကိုလည်းသတိထားစေခြင်းနဲ့အဲ့တော့ကျမတို့ရဲ့ဒီ hotline တွေမှာလာပြီးတော့ရင်ဖွင့်တောင်းဆိုလို့ရတယ်စကားပြောလို့ရတယ်ကျမတို့အမြဲတမ်းအတူတူရှိနေပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ထပ်ပြီးတော့မိမောင်းထုတ်ပြရင်လည်းကျမတို့ရဲ့ဒီနေ့စကားဝိုင်းလေးကိုရက်သိမ်းပြစီရှင်အခုကြည့်ရှုနေကြတဲ့ကျမတို့ page ကဒီကြည့်ရှုနေတဲ့ follower တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ကြေးမေးခွန်းတွေရှိတယ်ဒီ comment တွေရှိတယ်ဆိုလို့ရှိရင်လည်း comment box တွေမှာထည့်ပြီးတော့ကျမတို့ chat box ထဲမှာလည်းလာရောက်ပြီးတော့ private လာမေးလို့ရပါတယ်။ဟုတ်ကဲ့ကိုဟန်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်။ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်။ bye bye